ကျုပ်ဟူဟင်းတော့စားခြင်းနဲ့မလုံးသက်ဘူးမကြိုက်တတ်ဘူးဆိုတဲ့သူတွေအတွက်ကျမအလွယ်လီးလေးလုပ်ပြပေးပါမယ်ဈေးကဝယ်လာတဲ့ကျုပ်ဟူအစိမ်းတွေကိုခါတိုင်းဆိုလို့ရှိရင်နှစ်ချမ်းခွဲပြီးတော့ရေထက်ထက်ဆေးတယ်ပြီးပဲချက်မုံတွေနဲ့ဆန်နွေးတွေစားတွေရှာလကရဲ့အချင်းတွေနဲ့လေညီနဲ့ပြောင်းဆိုပြီးအမျိုးမျိုးဆေးကြရမလားအခုကျမလုပ်တဲ့နီလေးကအဲ့ဒါတွေလုံးစရာမလိုပါဘူးအရင်ဆုံးဈေးကဝယ်လာတဲ့ကျုပ်ဟူအစိမ်းလေးကိုနှစ်ချမ်းခွဲပြီးတော့ရေနွေးနဲ့3မိနစ်လောက်ပြုတ်လိုက်ပါပြုတ်လိုက်တဲ့အခါကျတော့ဥထဲမှာရှိတဲ့အနစ်ကလေးတွေကခဲသွားတယ်ပေါ့နော်ဒါဆိုရင်ရေဆေးပြီးတော့ဖယ်လို့ရပါတယ်ကျုပ်ဟူအစိမ်းကြိုက်မယ်ဆိုလို့ရှိရင်အထဲထဲအနစ်တွေကိုညှစ်ရတာတဲ့ရေကိုအထက်ထက်ဆေးချရတာရဲ့ဆိုရင်အရန်ကိုအလို့ရှုပ်ပါတယ်အခုဆိုရင်ကျမကျုပ်ဥလေးကိုနှစ်ချမ်းခွဲပြီးတော့ရေနွေးနဲ့ပြုတ်လိုက်တယ်ပေါ့နော်ပြုတ်ပြီးတော့ရေကိုအထက်ထက်ဆေးချက်ထားတဲ့အနေထားလေးပေါ့နော်ကျုပ်ဥလေးကလည်းဖွေးနေရပဲဘာရှလကာရေတွေပဲမုတ်ချက်တွေဘာမှတော့မနေဘူးပေါ့နော်ဒီတိုင်းပဲကျမပြုတ်ထားတဲ့အနေထားလေးပဲဒါလေးကလေပြီးရင်ရေသေးချဆေးပြီးအခုကျမထုံးတဲ့အတိုင်းလိုက်ထုံပေါ့နော်ဒါဆိုလို့ရှိရင်အရန်လေးလွယ်တယ်ဒီနဲ့လည်းတိတ်မနံပါဘူးဒီထားမှာတကူကကြတော့ပြုတ်တဲ့ခါမှာအရန်ကြီးကျက်သွားတဲ့အထိပြုတ်ဆရာမလိုဘူး3မိနစ်လောက်ပဲပေါ့နော်ပြုတ်ရင်ရပါပြီအရန်ကြီးကျက်သွားတဲ့ခါဆိုရင်ကျုပ်ဥတွေကလေအခုလိုမျိုးထုံမရပဲနဲ့ပြတ်သွားတတ်ပါတယ်ဒါလေးကတော့အိမ်မှာကျမလုံနေကြနီးလေးပေါ့နော်လိုက်လုပ်ကြည့်ပါလို့